ကျွန်တော်တို့ဗမာတွေမဲ့တောက်ကျင်တခုရှိဒါကဒါလည်းပဲကျွန်တော်တို့ဂျုံပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ်ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲမတိမ်ပဲ့မဲ့သွားတဲ့အခါလေပြိုင်ပွဲကြီးခဲ့လေတွေတဲလိုက်တာတင်းတင်လိုက်တဲ့အခါမဲ့နိုင်တဲ့အသင်းကပန်းတိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်ပဲတက်ထောင်ကြွားတာတက်ထောင်တကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းတိုင်မရောက်သေးဘူးဟုတ်လားကြိုးစားတယ်ဆိုရင်ကြိုးစားနိုင်သေးတယ်မကြိုးစားချင်တော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ချင်တော့ဒါပါလဲဆိုရင်တကယ်တိုင်းပြည်ထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကဂျုံဖြစ်တဲ့စိတ်ဓာတ်မျိုးဂျုံဖြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံးတို့ဗမာတွေဂျုံဖြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲမြန်မြန်ပြန်ဂျုံဖြစ်